Justin Bieber microphone မြောက်ကန်လိုက်တဲ့အဲ့ဒီအခိုက်အတန့်မှာပဲတကဘာလုံးကတူတွန်နောက်တစ်ချိန်ထပ်ပြီးတော့ YouTube သွားကြပါတော့တယ် Tonight I wanna show you all what you got. A billion couldn't never buy. စာရန်အကြောင်းတော့ဆိုလိုက်တာနဲ့တင်အသက်16နှစ်အရွယ်ကသူ့ရဲ့အတန်ကိုပြန်လဲကြားအောင်စေခဲ့ပြီးတော့နိုင်ဝက်အတွင်းမှာတင်တဲ့ကောင်းစဉ်ပေါင်း120ကျော်လောက်မှနေရာယူသွားခဲ့ပါတယ်ဒါကကဘာကျော်ကျေပွင့်တူရဲ့အစစ်မှန်အင်အားပါပဲ2026ခုနှစ်ကော်ချလာဂီတပွဲတော်မှာ Justin Bieber ဟာစင်ပေါ်ကွန်ပျူတာတစ်လုံးပဲပိုင်မှတက်လာခဲ့တာပါ။ဘာတူဆန်စင်ဒီဇိုင်းမှမပါသလိုဘာအပြင်စင်မှလည်းမရှိပါဘူး။ကွန်ပျူတာတစ်လုံးမိုက်ခရိုဖုန်းတစ်လုံးနဲ့တကဘာလုံးကိုလက်ကျုံသွားစေတဲ့10ကျော်သက်အရွယ်ကမုန်တိုင်းတစ်ခုကိုသူပြန်လည်ဖန်တီးနိုင်ခဲ့ပါတယ်။စင်ပေါ်မှာရက်ပြီးတော့ projector ကနေပြသနေတဲ့အသက်16နှစ်အရွယ်သူ့ကိုသူပြန်ကြည့်နေတဲ့အချိန်မှာစင်အောက်ကပရိသတ်တွေအားလုံးကမျက်ရည်ကျခဲ့ရပါတယ်။ငါရဲ့ငွေဘွားကသူ့ရဲ့ငွေဘွားကိုပြန်ကြည့်နေသလိုပါပဲလို့တော့တင်စားခဲ့ကြတာပါ။ဒါဟာ19နှစ်အတွင်းသူကော်ချလာပြင်မှာစင်မြင့်ပေါ်ပထမဆုံးပြန်လည်ရောက်ရှိလာတာဖြစ်တယ်လို့၄နှစ်ကြာအနားယူခဲ့ပြီးနောက်အကြီးမားဆုံးအပြန်လာလည်းဖြစ်ပါတယ်။ Beauty and Beat တချင်းအစပေါ်ထွက်လာချိန်မှာပထမစာရအကြောင်းကအကွက်ကွဲလေးဖြစ်နေလို့တာမန်အဲ့တဲ့အဖြစ်ဆိုသွားမဲ့ပုံစံလို့လူတိုင်းကထင်ခဲ့ကြတာပါဒါပေမဲ့တတိယစာရမှာအတန်ထွက်လာတဲ့အဲ့ဒီအခိုက်အတန့်မှာတော့လွန်ခဲ့တဲ့16နှစ်ကပျောက်ဆုံးသွားခဲ့တဲ့အဲ့ဒီအတန်လေးဟာလူတိုင်းရဲ့နားထဲကိုအမှတ်မထင်ပဲပြန်လည်ရောက်ရှိလာခဲ့ပါတယ်တကွင်းလုံးရုပ်တရက်တိတ်ဆိတ်သွားပြီးတဲ့နောက်ကဘာကြီးကိုလုတ်ခတ်သွားစေမဲ့အော်ဟစ်အပိဒတ်တွေထွက်ပေါ်လာပါတော့တယ်ကလေးစပင်ပုံစံလေးနဲ့စမ်းရည်လူကြီးနေတဲ့အတန်ပိုင်ရှင်အဲ့ဒီကောင်လေးဟာ16နှစ်စာမုံတိုင်းတွေကရရှုပ်ချမှုတွေအထင်လွဲခံရမှုတွေကိုဖျက်တမ်းပြီးတော့ကျွန်တော်တို့ရဲ့ရှေ့မှာပြန်လည်ရပ်တည်လာခဲ့ပါပြီအသက်16နှစ်အရွယ်မှာတင်ဒေါ်လာတန်း900ခန့်ရှာဖွေနိုင်ခဲ့ပြီးတော့ကမ္ဘာမှာအောင်မြင်ဆုံးစူပါစတာတယောက်ဖြစ်လာခဲ့ပေမဲ့ဒါဟာဘဝရဲ့အရှုပ်ထွေးဆုံးအချိန်ကာလလည်းဖြစ်ခဲ့ပါတယ်။သူ့မှာကလေးဘဝမရှိခဲ့သလိုတငယ်ချင်းဆိုတာမရှိခဲ့ပါဘူး။ငွေကြီးနဲ့နာမည်ကျော်ကြားမှုတွေကဒီ10ကျော်သက်ကောင်လေးကိုလမ်းမပေါ်တွန်းပို့ခဲ့ပါတယ်။အသက်15နှစ်အရွယ်မှာဇင်ကန်ကားတွေလက်ဆောင်ရခဲ့ပြီးအဆုံးမရှိတဲ့တွေးဆောင်မှုတွေကြားမှာသူလမ်းပြောက်ခဲ့ပါတယ်။အရက်မူဗီကားမောင်းနဲ့ပါပါရာဇီတွေနဲ့ပြဿနာတက်တယ်။ကဘာကချစ်ရတဲ့ကောင်လေးဘဝကနေလူတိုင်းဝိုင်းရှုပ်ချတဲ့အမှုပညာရှင်တယောက်ဖြစ်လာခဲ့ပါတယ်။မီဒီယာတွေကကဲ့ရဲ့ကြသလိုသူ့ရဲ့ပရိသတ်တချို့တော့သူ့ကိုစွန့်ခွာသွားခဲ့ကြပါတယ်။2019မှာအမှုပညာအလုပ်တွေအားလုံးရပ်နာပြီးတော့သူပျောက်ကွယ်သွားခဲ့ပါတယ်။ဒါပေမဲ့2018ခုနှစ်ဟယ်ရီနဲ့လက်ထပ်ခဲ့ပြီးတဲ့နောက်မှာအိမ်ထောင်တဲ့ဘဝရဲ့နှွေးချမှုကလွင့်မျောနေခဲ့တဲ့သူ့နှလုံးသားကိုအိမ်ပြန်ရောက်သွားစေခဲ့ပါတယ်။သူလုံးလေးတစ်ချင်းနဲ့ပြန်လာတဲ့အချိန်မှာတော့လူတိုင်းအံ့ဩသွားခဲ့ရပါတယ်။ကောင်းပါပြီထောင်လာတဲ့လူငယ်လေးမရှိတော့ပါဘူး။သူ့နေရာမှာမျက်လုံးတွေထဲမှာကျဉ်းနာမှုတွေအပြည့်နဲ့စိတ်တည်ငြိမ်နေတဲ့အမျိုးသားတစ်ယောက်ကိုပဲတွေ့မြင်ရပါတော့တယ်။ What if you had it all with nobody to call? Maybe then you know me. ဒီခေါက်ကော်ရှလာပြပြမှုဟာသူနဲ့သူ့ကိုသူပြန်လဲတင့်မြတ်သွားခြင်းအကောင်းဆုံးသက်သေပါပဲအရင်ကသူ့တန်ဖိုးကိုသက်သေပြဖို့အခမ်းအနားဆုံးစင်မြင့်တွေအဖိုးတန်ဆုံးဝတ်စုံတွေလိုအပ်ခဲ့ပေမဲ့အခုချိန်မှာတော့မိုက်ခရိုဖုန်းတစ်လက်ရှိုံနဲ့တင်ကဘာကြီးတစ်ခုလုံးကိုအယူမှုဖြစ်အောင်လုပ်နိုင်တယ်ဆိုတာသူနားလည်သွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့လူတွေရဲ့နှလုံးသားကိုအမှန်တကယ်ထိရှစေနိုင်တာကအပေါ်ရန်အခွင့်အရေးမဟုတ်ပဲအစစ်မှန်ဆုံးသောဂီတနဲ့သူ့ရဲ့အစစ်မှန်ဆုံးသောဖြစ်တည်မှုကြောင့်ဖြစ်လို့ပါပဲ။